အားလုံးပဲမင်္ဂလာပါစေတနာရှင်ကိုစွမ်း channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကျန်းမာကြစေဖို့ကျွန်တော်ပထမဦးဆုံးဆုမွန်ကောင်းတောင်းပေးပါရစေမနက်ဖြန်ဧပြီလ9ရက်နေ့နေကုန်းမှာအကောင်းဆုံးဖြစ်မဲ့ကဏ္ဍများကိုကျွန်တော်ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါမနက်ဖြန်ဧပြီလ9ရက်နေ့ရဲ့တနေကုန်းအကောင်းဆုံးအော်ချိန်ကတော့9-3ညအော်ချိန်ဖြစ်ပါတယ်မနက်ဖြန်အတွက်တနေကုန်းအကောင်းဆုံးအော်ချိန်ကတော့9-3ညအော်ချိန်ဖြစ်ပါတယ်မနက်ဖြန်အတွက်တနေကုန်းအကောင်းဆုံးကီး9-3ည3နက်ဖြန်မတ်လ9ရက်နေ့ရဲ့တနေကုန်းအကောင်းဆုံးကီးကတော့9-3ည3ကီးဖြစ်ပါတယ်နော်အော်ချိန်က9-3ညအကောင်းဆုံးကီးက9-3ည3အဲဒီ9-3ည9-3လေးလုံးကိုခွေပြီးတော့လဲကစားခြင်းကစားလို့ရပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့မနက်ဖြန်နေကုန်းမှာအကောင်းဆုံး break ကတော့9-3ည3 break ဖြစ်တဲ့အတွက်ကြောင့်9-3ည3ခွန်အခွေကစားနိုင်ပါတယ်နော်ဟုတ်ကဲ့ပါမနက်ဖြန်နေကုန်းအကောင်းဆုံး break ကတော့9-3ည3 break ဖြစ်ပါတယ်အားလုံးပဲမနက်ဖြန်မှာလည်းကန်ဆက်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်အားလုံးပဲတကြံမတိုင်ခင်မှာလူဖို့တန်းဖို့လေးတွေအနေနဲ့များရကြပါစေလို့လည်းကျွန်တော်အကောင်းဆုံးဆုတောင်းပေးပါတယ်နော်ဟုတ်ကဲ့ပါအားလုံးပဲဘိုင်ဘိုင်ပါ